နိုးထမှုအခမ်းအနားတစ်ခုမှာကျွန်တော်ညီဟဆက်စင်မိုးကြိုးစွမ်းအင်နိုးထတဲ့လူအုပ်ကြီးအားပေးတန်တွေနဲ့အပြည်ပဲလူတွေတဲကနေဒါဘာစွမ်းရည်လဲငါတခါမှမကြားဘူးအရက်မိုက်တယ်ဒါမြေအဆင့်စွမ်းရည်ဖြစ်ရမယ်စူချန်ဟာစင်ပေါ်မှာပြုံးနေပြီလူအုပ်ထဲကငါတိသားပဲစူချန်ကအကောင်းဆုံးပဲချစ်တယ်စူချန်ထို့အချိန်ကြီးညာသူကကျေးဇူးပြုပြီးနောက်ထပ်နိုးထမဲ့သူစင်ပေါ်တက်ပါကျွန်တော်ဟာစင်ပေါ်တက်လာတဲ့လူအုပ်ကတဲကလှောင်ပြောင်မှုတွေအပြီးပဲသူကဘာမှအသုံးမကျဘူးမကောင်းတဲ့ဟာပဲနိုးထမှလို့တူပြောနေကြတယ်ကျွန်တော်စိတ်ထဲကနေစူမီသားစုရဲ့မျက်လုံးထဲမှာစူချန်ကကောင်းကင်ကတိမ်လိုပဲငါကမြေကြီးကရွှွန့်ပဲသူဘာလို့အမှန်ပဲငါဘာလို့အမှားပဲ system ပုတ်ပေါ်လာသည်တရားစွမ်းရည်သွေးပမာဏမြင့်တင်ခြင်းမြေစင့်လူအုပ်ထဲကနေမော်ဒန်တွေထွက်လာတယ်ဟာပြူကျသွားပြီးဒါကစွမ်းရည်တယ်လားနိုးထလာတာကမြေအဆင့်အမိုက်ပဲကျညာသူကနေစူမီသားစုသားအရင်ကမြေအဆင့်အမိုက်စွမ်းရည်နိုးထတယ်မွေးစားသားကအဆင့်မိုးကြိုးသခင်နိုးထတယ်ဒီကွာခြားချက်ကရှင်းလွန်းတယ်လူအုပ်ကြီးကလောင်ပြောင်ရီမော်ဒန်တွေနဲ့အပြည်ပဲအဲ့ချိန်မှာစနစ်ပေါ်လာပြီးသခင်ကလက်ရှိမိသားစုအခြေအနေပေါ်ပြင်းထန်စွာမကျေနပ်မှုကိုတွေးရှိပါသည်တစ်ချိန်သာသုံးနိုင်သောစွမ်းရည်ပြင်ဆင်ခွင့်စတင်ပါပြီးစိတ်ထဲကနေတာကစွမ်းရည်ဖော်ပြချက်ထဲကစာလုံးတစ်လုံးကိုပြင်လို့ရတာလား system ကနေဟုတ်ကဲ့ဒါဆိုသွေးကိုဘီလီယံလို့ပြောင်းမယ် system ဘုတ်ကစွမ်းရည်သွေးပမာဏမြင့်တင်ခြင်းသွေးပမာဏဘီလီယံစအထိတက်သွားပါပြီသွေးပမာဏ10ဘီလီယံဒါကကမ္ဘာထိပ်တန်းထိုင်ရဲ့ကန့်သက်ချက်ပဲထဲမှာပါသွားပါပြီငါကအခုမှနိုးထတာလားစူအိမ်တော်ကြီးထဲမှာညီမလေးကစူချန်အကိုနိုးထတာဆက်အဆင့်ဒါဘလောက်ဂုံယူစရာလဲရလက်ကမင်းကြောင့်အကုန်ပြတ်သွားပြီထိုအချိန်မေကလူတိုင်းကစူမီသားစုမှာမင်းလိုအမိုက်ကဘလို့ပေါ်လာတာလဲလို့ပြောနေကြတယ်တိတိချာချာအမိုက်စွမ်းရည်ပဲတစ်သက်လုံးဒီတိုင်းပဲစက်ယုံတစ်ခုမြန်သွားလို့တော့အိမ်မှာအလကားမစားနဲ့ညီမလေးကအမတို့ဒီလိုမပြောပါနဲ့သူစိတ်ထိခိုက်နေပြီလို့ဝင်ပြောတယ်ကျွန်တော်လဲငါကမင်းတို့အတွက်အရှက်ရစရာဆိုရင်ဒီနေ့ကစပြီးငါစုလင်းနဲ့မင်းတို့စူမီသားစုနဲ့အဆက်ဖြတ်မယ်လို့ပြောလိုက်တယ်အဖေကတေချာလားတေချာတယ်အဖေကကောင်းပြီးဒီတကားကထွက်သွားရင်မင်းစူမီသားစုဝင်မဟုတ်တော့ဘူးစူမီသားစုရဲ့အရာအလုံးနဲ့မင်းမသက်ဆိုင်တော့ဘူးကျွန်တော်လဲအိမ်တော်ကြီးတဲကထွက်သွားခဲ့တယ်ထန်းရှင်တော်လူတိုင်းဖက်ရမည်တနင်္ဂနွေတိုင်းဖွင့်သည်တယောက်တည်းသူမဟုတ်အဖွဲ့လိုက်ဝင်နိုင်တရက်ကိုတစ်ချိန်သာတစ်ထက်သာကြော်ဖြတ်နိုင်တစ်ထက်အောင်ရင် level တက်ကြရှုံးရင်တစ်သက်လုံးပြန်မဝင်နိုင်ဘူးထိုအချိန်လူတွေအများကြီးပွဲတာတခုလိုစီကိုင်းနှက်ခဲတဲ့စူချန်နဲ့ကျွနေတာမိသားစုကဝင်ရန်ပြီးရောက်လာကြတဲ့စူချန်ကလမ်းကြောင်းနဲ့ဝင်သွားသည်လူအုပ်ကအားပေးသည်လူအုပ်ထဲကနကြည်စံလက်ဖတ်တန်းနဲ့တန်းဝင်ဟိုကစူလင်းတန်းစီနေရတယ်9စက္ကန့်အကြာမှာစူချန်ထွက်လာသည် record ချိုးသွားပြီးလူအများစုကတော်လိုက်တာစူချန်က9စက္ကန့်ပဲကြာတယ်လူတွေကသူကိုတခဲနဲ့အားပေးဝင်ရနေကြတယ်ကျွန်တော်လာတယောက်တည်းလက်ပလာနဲ့ဝင်တဲ့လူအုပ်ထဲကနလက်နဲ့တမမပါပဲတယောက်တည်းတည်ချင်နေတာလားပြောနေကြတာပေါ့ထဝထဲမာစတာတွေကကျွန်တော်ကိုဝိုင်းကြိုက်နေတဲ့ငါစုလင်းပြီးလူငါသွေး10ဘီလီယံရှိတယ်သူတို့တစ်ချက်ထိခိုက်မှုက10မှတ်ပဲတစ်နှစ်လုံးရက်ပြီးအကြိုက်ခံထားလဲအရေးပြားတော်မပုံးဘူးလက်တစ်ချက်တွေနဲ့တကောင်းပြီးတကောင်းထိုးနေရင်6မိနစ်မှာအောင်မြင်သွားခဲ့ကျွန်တော်ပြန်ထွက်လာလူအုပ်ကအံ့အားသင်သွားပြီးသူမသေးသွားဘူးလားသူကအမိုက်မဟုတ်ဘူးလားစူချန်ကစိတ်ထဲကေနာလဲဘလို့ဖြစ်တာလဲသူမသေးပဲအောင်မြင်သွားရတာမကြေနပ်မှုတွေအပြည့်နဲ့ပေါ့